ဗီယက်နမ်နိုင်ငံဒါနန်ဘက်ကိုလာရင်လင်းလက်မှတ်အပြန်လက်မှတ်မေးလာနောက်ပြီးတော့ကြတော့ show money ပြရလားဆိုပြီးတော့တော်တော်များများကိုထေးကိုလာမေးကြရလေးရှိပါတယ်ဒီတော့မေးတဲ့သူတွေများတော့ကိုထေးဗီဒီယိုလေးရိုက်ပေးလိုက်ပါတယ်ဒီတော့လောလောဆယ်ထိတော့အပြန်လက်မှတ်မမေးသေးပါဘူးเนาะစင်ကူဘက်ကလာမယ့်မိတ်ဆွေတွေကတော့ဒီ VJet Airline ရယ်ပြီးလို့ရှိရင် Scoot Airline ပေါ့เนาะအဲ့ဒီနှစ်လိုင်းကိုတစ်ခုဝယ်ပါဝယ်လို့ရှိရင်ဒီအပြန်လက်မှတ်မမေးပါဘူးနောက်ပြီးတော့ show money ရယ်လို့တော့လောလောဆယ်မှာဒီဒါနန်ဘက်က officer တွေကမေးတာမျိုးတွေမရှိသေးဘူးဒီတော့ကို့အနေနဲ့ကတော့နေပါလေသုံးဖို့ပါညာဆောင်ထားရင်တော့ပိုကောင်းတယ်ပေါ့နော်အကယ်၍မေးလာခဲ့ရင်လည်းကိုပြလို့ရတာပေါ့နော်နောက်တစ်ခုကဒီ trip plan ပေါ့ကိုဘယ်ကိုသွားမှလဲဘယ်နေရာတွေကိုလဲမှလဲပေါ့နော်အဲ့ဒီຢာလေးကိုတော့၄-၅နေရာလောက်ပေါ့နော်ကိုသိထားရင်ပိုကောင်းတယ်မေးလာဆိုတော့မမေးသေးပါဘူးအကယ်၍မေးလာခဲ့ရင်လည်းဖြေလို့ရအောင်ပေါ့နော်ကြိုပြီးတော့ plan ထားဖို့အရေးကြီးပါတယ်အဲ့တော့အပြန်လက်မှတ်ကိုမဝယ်ချင်ဘူးဆိုရင်စင်ကာပူနိုင်ငံကနေလာမယ်ဆိုရင် VJet Airline ပေါ့နော်ပြီးလို့ရှိရင် Scoot Airline အဲ့ဒီနှစ်လိုင်းတစ်လိုင်းကိုဝယ်ပါပြီးလို့ရှိရင် show money အနေနဲ့ကလောလောဆယ်တော့ဒီဘက်ကနေပြီးတော့မမေးသေးပါဘူးကျေးဇူးအများကြီးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေ